မင်္ဂလာပါရှင်ဒီနေ့မှာတော့ပျော်ရွှင်သောမိသားစုအပိုင်းတေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဟာငါဒီနေ့ငါသမီးဒီနေ့စတက်ရမယ်ကျောင်းတက်ရမှာဆိုတော့ငါဟင်းချက်အောင်မယ်ပြီးမှငါရဲ့သူ့ရဲ့အဖေပဲပြီးမှသွားနှုတ်လိုက်ကျက်ဦးရဲ့အသားယူမယ်တောင်းမလေးတဲဦးယူအောင်မယ်ပြုတ်ကြပြန်ပြီအေးရပြီတဲဦးဖွင့်အောင်မယ်တီးကျဦးကြော်ပြီးရင်စက်ကြော်လိုက်တော့ပြီးငါတမျိုးတော့နှုတ်လောင်ကြော်ဒီနေ့ငါပြောလိုက်တာငါတမီးကြောင်းတက်မှာဆိုငါတမျိုးတော့ခေါ်လာမယ်သမီးရထားတော့ဒီနေ့နေကြောင်းတက်မယ်နေလေဟလာမမေသမီးမြင်မလားမနယေဒီအင်းချင်မကောင်းဟိုအင်းချင်ကောင်းမလေးမကောင်းနာမမေပြီးမမေတမျိုးဘာဟင်းလဲမနစာကျတားနဲ့တမီးအကျဦးဟလာတမီးကောင်းဒီတမီးရစားရတော့နော်ကျဦးအင်းစားနေนี่အဖေတို့ငါအင်းချအောင်မင်းငါချအောင်အများကြီးပဲတမီးပြောရဟိုပါဆိုဒီနေ့ပါလဲမလေးတီချေပြောရတာပါလဲဒီနေ့ပါလဲဟိုပါလေဒီနေ့ပါလဲဖြင်းတိုင်းသူဟိုစုဆိုဟုတ်တယ်မမေရဲ့မလို့မမေဟုတ်အိုးဟပြန်စေးရအောင်မယ်ဆက်ပြီးတဲဦးကပြုတ်ကြပါလားကျုပ်ကြော်တော့မမီထဲလို့လည်းမရပါလားရပြီထဲလို့သူ့ရဲ့ဖေးအတွက်အင်းငပြီးပြီဆိုတော့ငါသူ့ရဲ့အဖေကိုတွားနှုတ်လောက်မာပဲမာလေဟေးထားတော့လေဟဲ့ဤပါအမေမရဲ့ယောက်ျားထားတော့ဒီနေ့တမီးလေးဝါလို့ရမယ်နေလေဟုတ်လားမငါထားလိုက်တော့ငါစားတော့မယ်နော်အေးပါငါပါလေငါစားပြီးပြီဆိုတော့ငါဟွာသွားလို့လားသမီးလာရီချုံးမယ်အော်ပကံထားမမေ့နေသမီးတော့မယ်မိတပိတာပီနော်ကွာကိုချိုးလိုက်မိရပါတယ်မိချိုးပေးမယ်ရစပတာအင်းကြီးယူပေးမယ်အင်းကြီးသွားယူလောက်မယ်နော်တော့တိုင်အောင်ပြီးမှအင်းကြီးသွားယူပေးမယ်အင်းကြီးသွားယူမယ်ဟိုသူပြောအဲ့တဲ့အကောင်လေးအိုးဘယ်လိုဖြစ်နေလဲတကလေးဟင်းမပူလိုက်ပြီပူတမီးခဏလေးစောင့်ပြီးရပြီ
ငါအင်းကြီးလည်းသမီးမေမေအင်းကြီးလည်းလာအောင်မယ်ဟုတ်ကဲ့မေမေသမီးဟိုမှာခဏဟိုမှာတော့သမီးဟာလေးတော့ကြည့်လာအောင်ငါလေးအင်းကြီးလည်းရမယ်ယောက်ျားရဲ့အင်းကြီးမလဲသေးဘူးလားလဲတော့မှာပါတွေ့တဲ့အင်းကြီးလိုက်တာဒါပြီနော်ဒီအင်းကြီးလည်းမဟုတ်ဘူးအောက်ကဝိုင်းအင်းကြီးလေးကိုမယ်โอเคရပြီဘာမဲရသမီးမဝဲတော့သူများရင်လည်းတူတူပဲသူများရင်တော့အခုမှဝဲမယ်ဟုတ်ကဲ့မေငါလေးရလာမယ်အင်းအေးနေမေဟာငါတနေ့လေးနဲ့ဟိုအချွေလေးနဲ့ပဲဟာငါတနေ့ချင်းနဲ့ငါထိုင်မလေးမင်းကလေးချီထိုင်မအေးပါငါလည်းတော်ရုံမှာပဲရှာလို့ကောင်းမထားလိုက်မယ်ကဲခဏဒီချက်ဟိုအေးရဒီနေ့ဘသူအင်းဆုံးတက်စတော့ထိုင်လာမယ်ဟိုအသားမလဲအသားညညလေးနဲ့ကောင်းလေးတက်ရောက်လာမယ်နော်ဒါလေးမုတ်စားလာမယ်စားဆောင်ဘာရတော့ထပ်ပြရထားလိုက်တာတတိယဟာငါပါလားယောက်ျားလေးမမလည်းပြန်တော့မယ်ဟုတ်တယ်ပြန်မယ်ဟိုတရဝိုင်းအောင်စပင်းလေးနဲ့ကောင်းလေးโอเคမြင်မလားဟုတ်ဒီငါတတိယရတာတိလားအေးပါဟိုတာမဟုတ်သမီးလေးပြန်လာအမေမဟုတ်လည်းမစားတော့တမရဒုတိယရေးငါဒုတိယရဲ့သူကတော့ပထမဒုတိယတော့မသိသေးဘူးခုနမှားခုံရနော်ဘယ်သူရမလဲမသိဘူးနော်ဘာရမလဲဆိုတော့တရဖြူလေးရမှာရေးတရဖြူလေးခဏလေးနော်ငါကလေးလေးနေစားရနော်အေးဆက်ရှင်ထောင်းဟုတ်တယ်ပဲအိုးတယ်ပြန်တော့တယ်လို့မခွေးတာမင်းမဲနော်ရှုံးမဒီအပါနေကြောက်ခဲဟာဒါကဝါလာဒါဟိုကပောင်အကပါပြန်အကားတာတမင်းမသိဘူးကျွန်တော်မသိဘူးနောက်တော့ဒါလမ်းပါလားတမင်းမသိဘူးတော့မသိဘူးနောက်တော့တော့တမင်းသိတယ်ဟိုရဲတိုက်ဟာတမင်းရသွားပြီအားလုံးကိုကြည့်ရှုပေးရတဲ့ကျေးဇူးပါရှင်နောက်ပဲမှာဒီလိုဖိတ်ဝင်ရစေဆောက်ကူရာပုံမြင်လေးတွေကိုကြည့်ချင်တော့ like and subscribe လေးလုပ်ပေးကြပါဦးနော်နောက်ဝင်ပြန်တွေ့မယ်အလုံးပဲတတာအပိုင်းနဲ့မှပြန်တွေ့မယ်နော်